solo leveling ကဆိုဗီယက်နေတဲ့ plot နဲ့ enemy လားSeason 1အစပိုင်းမှာဆိုရင်တော့အတော်လေးမိုက်တယ်လို့ဂျင်ဦးရဲ့ခက်ခဲကြမ်းတဲ့ဘဝနဲ့စောင့်ရင်ကြမ်းတဲ့ villain တွေကိုလည်းရှာပြသွားတာက master piece တခုလို့တောင်ပြောလို့ရတဲ့အထိကိုမိုက်တာပါအဲ့လိုဟာကိုကြည့်ပြီးတော့ကျွန်တော်မျှော်လင့်မိခဲ့တာသူ့ပေါ်အကောင်းတာလေးတွေရပြီးတော့ villain တွေကိုခက်ခဲကြမ်းတဲ့ဆိုတာနဲ့ရှင်းပြတာကိုကြည့်ရမယ်ဇလန်အစားအတော်ဒီလောက်မိုက်တာနောက်ပိုင်းဆိုရင်ပူချမ်းမယ်ဆိုပြီးဇိုးတွေမျှော်လင့်မိခဲ့တာပါနောက်ပိုင်းမှာကြည့်ရအဆင်မပြေဖြစ်လာတဲ့အချက်လေးတွေကိုပြပြသွားပါမယ်နံပါတ်1 side character တွေကမထင်ရှားဘူးစာကတော့ Astra နေရာလဲဟုတ်ဒီပတိဆိုပေမဲ့ကြည့်ဖန်များလာလေဒီကောင်တွေကဝိတယ်လို့ခံစားရလာနေပါပဲနံပါတ်2 power scaling ကတအားမြန်လွန်းတယ်အစပိုင်းမှာတဘာဝကြပေမဲ့နောက်ပိုင်းမှာဂျင်ဦးကအရန်နဲ့ OB ဖြစ်သွားတော့တိတ်မမိုက်တော့ပါဘူးနံပါတ်3 villain တွေကဘာ personality မှမရှိဘဲနဲ့ fight တော့ပဲတီးတဲ့ရေးဆွဲထားတယ်လို့မျိုးခံစားရပြီးမတင်မရှားဘူးလို့ပြောလို့ပဲရပါမယ်နံပါတ်4ရင်ကုန်စရာဘက်ထရီတွေကရှားလာတယ်နောက်ဆုံးမှာဒီကောင်ဂျင်ဦးကအထာကြကြနဲ့ aura refine နဲ့နိုင်သွားမယ်ဆိုတာအမြဲတမ်းဖြစ်နေကြလို့မျိုးဖြစ်နေပါတယ်နံပါတ်5 story တဲ့ action ကိုဦးစားပေးတယ်ဒါကမကောင်းတာမဟုတ်ပေမဲ့ဒီလောက်မိုက်တာကို action only အဖြစ်ရွေးခဲ့တာကတော်တော်အားမရဖြစ်မိရလို့ပဲပြောရပါမယ်အဲဒါကြောင့်မို့လူအများစု solo leveling က action only fan တွေအတွက်ပဲလို့ပြောကြတာပဲဖြစ်ပါတယ်